တန်းတရာဆုရှိတဲ့ပုံနှံပြိုင်ပွဲကြီးဆိုတာဘလောက်တောင်စိတ်လှုပ်ရှားစရာကောင်းလိမ့်မလဲနော်ထိတ်တန်းကျွမ်းကျင်သူ6ဦးကနှစ်ပေါင်းများစွာစွန့်ပစ်ထားတဲ့တရားရုံးကြီးတစ်ခုထဲမှာအစွမ်းကုန်ပုံရမှာပါတနားကြီးကြအောင်ဖမ်းမခံရပဲရှောင်တိန်နိုင်ရင်တန်းတရာဆုကိုရယူနိုင်မှာပါပြိုင်ပွဲဝင်တွေကတော့ပတ်ဝန်းကျင်နဲ့ရင်းနှီးအောင်လုပ်ဖို့3ရက်အချိန်ရပြီးလိုအပ်တဲ့ပစ္စည်းတွေကိုလည်းပြင်ဆင်နိုင်ပါတယ်ပထမဆုံးကစားသမားဘွားကတော့မြင့်တဲ့ဘီရိုပေါ်မှာပုံဖို့ပြင်ဆင်ပါတယ်ဒီနေရာကအရန်ထင်ရှားတယ်လို့ထင်ကောင်းထင်မယ်ဒါပေမဲ့အဲ့ဒါကမူလကတည်းကနှစ်ထပ်ဘီရိုပါပေါ်ဝက်ကခန်းတစ်ခုလုံးရဲ့မျက်နှာချက်ကိုတပေခွဲလောက်နဲ့အောင်ပြန်လုပ်ပြီးအပေါ်ထပ်ကိုဖုံးလိုက်ပါတယ်အဲ့ဒီနောက်အောက်ဘီရိုမှာလျှို့ဝှက်တကားတစ်ခုလုပ်ထားတယ်မူဆိုးကဘီရိုတကားကိုဖွင့်ရင်တောင်မှထူးဆန်းတာဘာမှတွေ့မှာမဟုတ်ပါဘူးဒုတိယကစားသမားဆိုင်ကတော့အဓိကအဆောက်အုံထဲမှာပုံဖို့စီစဉ်မထားပါဘူးသူကဝင်ပေါက်ကနှိမ့်နှိမ့်လေးဆွဲထားတဲ့အမိုးဘက်ကိုအာယုံစိုက်ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒါကတရားရုံးအဆောက်အုံရဲ့တစ်စိတ်တစ်ပိုင်းပါပဲအမိုးစွန်းတွေရဲ့ကြားနေရာမှာပုံနာကစီကန်းချက်တွေနဲ့အပြည့်အဝကိုက်ညီပါတယ်နေရာထူးခြားတဲ့အတွက်မူဆိုးရဲ့အာယုံကိုဆွဲဆောင်ဖို့လည်းခက်ခဲပါတယ်တတိယကစားသမားတစ်နေ့ကတော့မြေအောက်ကိုတိုက်ရိုက်ရွေးချယ်သွားပါတယ်သူကစကျင်ကြောက်လေကားတစ်ခုကိုမှာယူပြုလုပ်ထားပါတယ်အရင်ပြိုင်ပွဲတွေတုန်းကမူဆိုးကကွက်ထားတဲ့နေရာတွေကိုရှာဖို့ပုတ်ကြည့်လေးရှိတယ်ဒီတစ်ခါတနေ့ကထူထဲတဲ့စကျင်ကြောက်ကိုအသုံးပြုပါတယ်သူ့ရဲ့အတန်ဆုပ်ယူနိုင်မှုကောင်းမွန်တာကမြေအောက်မှာပုံနာနဲ့ပေါင်းဆက်လိုက်တော့အလုံးဘေးကင်းလုံခြုံသွားပါတယ်စတုထကစားသမားမတ်ခကတော့ပိုပြီးရဲရဲဝံ့ဝံ့ရှိပါတယ်သူကထုတ်လုပ်ရေးအဖွဲ့ကအဆောက်အုံထဲမှာထိန်းချုပ်ခန်းတစ်ခုအမြဲတမ်းထားရှိပြီးအဲ့ဒီနေရာကပုံဖို့ခွင့်မပြုတဲ့နေရာဖြစ်လို့မူဆိုးကဘယ်တော့မှမရှာဖွေဘူးဆိုတာကိုသတိထားမိပါတယ်ဒီအတွက်သူက2ရက်ခွဲကြာအောင်ကြိုးစားစားနဲ့အတူအယောင်စတူဒီယိုတစ်ခုကိုပြင်ဆင်ပါတယ်အတွင်ပိုင်းပရီဘောကာတွေကင်မရာပစ္စည်းတွေဒါမှမဟုတ်ဝစ်စုံပြောင်းထားတဲ့ဝန်ထမ်းတွေထိအရာရာတိုင်းကိုအပြစ်အနာအစာမရှိအတူလုပ်ထားတာပါနောက်လာမဲ့ပစ္စမကစားသမားချက်ကတော့စူးစမ်းရှာဖွေနေတော့လျှို့ဝှက်တကားပါတဲ့ရုံးခန်းတစ်ခုကိုတွေ့ရှိခဲ့တယ်ဒါပေမဲ့အဲ့ဒီမှာပုံနာကမလုံခြုံပါဘူးဒါကြောင့်သူကပြင်ဆင်ရေးအဖွဲ့ကိုခေါ်ပြီးနေရန်တစ်ခုလုံးကိုပြောင်းလဲစေခဲ့တယ်ရွှေရောင်အမှုပညာပေါင်းတွေနဲ့အလှဆင်ပြီးသူ့ရဲ့လျှို့ဝှက်တကားကိုလည်းဖုံးကွယ်ထားခဲ့ပါတယ်ပြီးစီးသွားတဲ့ပုံစံတစ်ခုလုံးကအရန်ကိုတဘာဝကျပြီးအပြစ်အနာအစာမရှိပါဘူးနောက်ဆုံးဆက်ထမမြောက်ပြိုင်ပွဲဝင်ခရစ်ကတော့ဒေတာတွင်းပစ္စည်းတွေကိုအသုံးပြုဖို့စီစဉ်ပါတယ်သူကခန်းတကားတစ်ခုကိုပိတ်ပြီးအောက်ခြေမှာတွားဝင်နိုင်လောက်တဲ့အပေါက်တစ်ခုကိုဖန်တီးခဲ့ပါတယ်အဲ့ဒီနောက်တရားရုံးကခုံတန်းလျားတွေကိုရွှေ့ပြောင်းပါတယ်ခုံတန်းလျားတွေကိုခောက်ချလိုက်တဲ့အခါအပေါက်ကိုပြည့်စုံစွာပိတ်ဆို့ထားနိုင်ပါတယ်ပြောရရင်ဒီဂိမ်းကတကယ်ကိုအဆင့်မြင့်ပြိုင်ပွဲတစ်ခုဖြစ်ထိုက်ပါတယ်ကစားသမား6ဦးစလုံးရဲ့နေရာတွေကထူးချွန်ဉာဏ်ရည်နဲ့စဉ်းစားထားတာလို့ပြောလို့ရပါတယ်ဒါဆိုဒီအပိုင်းမှာမိုးဆိုးကဘယ်နှယောက်ကိုရှာတွေ့မလဲကိုခံမှန်းထားတဲ့ရလဒ်ကိုကိုမှတ်မှာရေးပေးခဲ့ပါဦးနော်ရေတွက်မှုစတင်တာနဲ့အမျှမိုးဆိုးကတရားရုံးဂိတ်တကားဝါကိုတိုက်ရိုက်ဝင်ရောက်လာပါတယ်အပေါ်ကအမိုးကတော့သူ့ရဲ့စဉ်းစားမှုထဲမှာတကယ်ပဲမပါဝင်ပါဘူးဘာလို့လဲဆိုတော့တကယ်တမ်းစဉ်းစားကြည့်ရင်ဂိမ်းကအထဲကိုဝင်ရောက်တဲ့အခါမှာစတာလို့ထင်ရတာကိုမိုးဆိုးကစတင်ရှာဖွေနေပါပြီသူကနှစ်ဖက်ကရုပ်တုတွေနဲ့နေရန်တွေကိုပုတ်ကြည့်ပြီးအခေါင်းပေါက်နေရာတွေကိုရှာဖွေပါတယ်ဒီလောက်ရက်ကထနီးရဲ့မျောလင့်ထားမှုတွေထဲမှာပါဝင်ပါတယ်ပြမကောင်းစွာနဲ့ပဲခြေထောက်အောက်ကစကျင်ကြောက်ကအလုံးမကြောနေပါတယ်မိုးဆိုးကထူးဆန်းတာဘာမှသတိမထားမိပဲဖျက်ကျော်သွားပါတယ်မကြခင်မှာပဲမိုးဆိုးကမတ်ဆာရဲ့အတူအယောင်စတူဒီယိုကိုရောက်လာပါတယ်သူကမူလကဝန်ထမ်းတွေကိုနှုတ်ဆက်ပြီးထွက်သွားချင်ခဲ့တာပါဒါပေမဲ့တေချာကြည့်လိုက်တဲ့အခါတခုခုလွဲနေတယ်ဆိုတာကိုသူသတိထားမိပါတယ်ဒီကင်မရာဒရိုက်တာတွေကရင်းနှီးတဲ့မျက်နှာတွေမဟုတ်ကြပါဘူး